မင်္ဂလာပါဗျာ ဒီတခါကျွန်တော်တို့ရဲ့ the next station ခီးစဉ်ကတော့ကမ္ဘာအကြီးမားဆုံးနဲ့ပြည်သက်တွေအဆောက်အဦဆုံးအားကစားပွဲတော်ကြီးစီကိုခေါ်ဆောင်သွားမှာပါဟုတ်တယ်ကိုတန်ရင်အရင်ကထက်ပိုပြီးကြီးမားပိုပြီးထူးခြားသွားမယ်2026ကမ္ဘာဖလားမှာဘာဒီပြောင်းလဲသွားမလဲဆိုတာတကယ့်ကိုစိတ်ဝင်စားစရာပဲဗျဒါကတာမန်ဘောလုံးပွဲတွေမဟုတ်ဘူးနော်တမိုင်းတစ်လျှောက်အကြီးမားဆုံးပွဲကြီးပွဲကောင်းဖြစ်လာမှာ တေးကြတာပေါ့ပထမဆုံးသိထားမှာကဒီနှစ်2026ကမ္ဘာဖလားကိုအင်ရှင်အဖြစ်အမေရိကန်မက္ကဆီကိုနဲ့ကနေဒါသုံးနိုင်ငံပေါင်းပြီးကျင်းပမှာအမေရိကန်မှာ17မြို့မက္ကဆီကိုမှာ3မြို့နဲ့ကနေဒါမှာ2မြို့စုစုပေါင်းနိုင်ငံ3နိုင်ငံရဲ့မြို့ပေါင်း16မြို့ကအားကစားကွင်း16ကွင်းမှာပွဲစဉ်ပေါင်း104ပွဲတောင်ကျင်းပသွားမှာပဲဖြစ်ပါတယ်စာနီရေဟာပါပွဲစဉ်တွေကတော့အတော်လေးကိုစုံနေမှာပဲနောက်ပြီးထူးခြားတာကဒီတစ်ခါမှအရင်လို32သင်းမဟုတ်တော့ပဲ48သင်းတိတိုးလိုက်ပြီဗျဒါဟာကမ္ဘာဖလားသမိုင်းမှာပထမဆုံးပဲပြိုင်ပွဲဝင်အသင်း48သင်းတောင်ဆိုတော့ဘောပွဲဝါသနာဦးတွေအတွက်တော့ပွဲစဉ်တွေတဝါကြီးရှုစားတော့မှာဗောအေးဗျာဒါပေမဲ့ပွဲတွေများလာတော့စနစ်ကလည်းနည်းနည်းဆန်းသွားတယ်ကိုတိုင်အသင်းတွေကိုအုပ်စု A ကနေအုပ်စု L အထိဂရု12ခုခွဲထားပြီးအုပ်စုတစ်ခုစီမှာ4သင်းစီပါဝင်လာပါအုပ်စုတစ်ခုချင်းစီရဲ့ပထမနဲ့ဒုတိယရတဲ့အသင်းတွေအပြင်အကောင်းဆုံးတတိယရတဲ့10သင်းပါနောက်တစ်ဆင့်တက်ခွင့်ရမယ်ဗဟီလီဆန်နဲ့တွက်ချက်မှုတွေပါလာတော့အငင်းအခုံကြီးရလေအများကြီးပေါက်လာအောင်မှာအတိချပဲအဲ့ဒါတော့ဟုတ်တယ်ပွဲစဉ်တွေကပို့ပြီးခံမှန်းရခက်ခဲလာမှာဒါနဲ့ဇာနေရေကမ္ဘာဖလားဖွင့်ပွဲကိုတော့2026ဇွန်လ17ရက်နေ့မှာမက္ကဆီကိုနိုင်ငံရဲ့သမိုင်းဝင် Estadio Azteca ကွင်းကြီးမှာခန်းခန်းနာနာကျင်းပသွားမှာဖြစ်ပြီးအဲ့ဒီနေ့မှာပဲအင်ရှင်မက္ကဆီကိုအသင်းကတောင်အာဖရိကအသင်းနဲ့စတင်ကစားမယ်လို့သိရတယ်ဗျာဟုတ်ပါတယ်ကိုတန်ရင်ကမ္ဘာဖလားရဲ့ဖိုင်နယ်ပွဲစဉ်ကိုတော့2026ဇူလိုင်19ရက်နေ့မှာအမေရိကန်နိုင်ငံနယူးယောက်မြို့က MetLife Stadium မှာကျင်းပသွားမှာပါကမ္ဘာဖလားချန်ပီယံအသင်းကဘယ်နိုင်ငံဖြစ်လာမလဲဆိုတာတကယ်ကိုရင်ခုန်စိတ်လှုပ်ရှားစွာနဲ့စောင့်မျှော်ကြည့်ရှုရတော့ပါကဲပြည်သက်တို့ရောဒီနှစ်မှာဘယ်အသင်းကိုအားပေးကြမှာလဲဗျာနောက်ထပ်ထူးခြားတဲ့သတင်းတွေအတွက် the next station ကိုအမြဲစောင့်ကြည့်ပေးပါဦးကျေးဇူးတင်ပါတယ်ဗျာဟုတ်ကဲ့ဒီလူခန္ဓာကြီးကြီးတွေ2026ကမ္ဘာဖလားပွဲကြီးကြောင့်သိချင်တာရှိတယ်နေခဲ့ကြပါနောက်ပြီးကိုအားပေးနေအသင်းကိုစပူလုံးနဲ့အားကစားသမားကိုလည်းကိုမှတ်မှာပြုတ်ခဲ့ကြပါ